သိပန်တက်တဲ့အချိန်မှတည်းကလောင်းဘက်တချို့မကန်လည်းဘူးကန်တဲ့ချိန်မှာကျင့်ရတာနှစ်ချီတယ်နော်သူအဲ့လိုကျင့်မှလားညာနေဟုတ်ဟုတ်အားရနော်ကဲဒီနေ့ကတော့ပထမဆုံးအသင်းလိုက် training ပြန်ဆင်းမဲ့နေ့ဖြစ်ပါတယ်ဟိုအသင်းလိုက်ဆိုပေမဲ့ဒရာမအကုန်လုံးတော့မဟုတ်သေးဘူးပေါ့အပြင်မှာလုံးနေနေတဲ့ဒရာမတွေကတော့မဆင်းနိုင်ဘူးဒီအဆောင်မှာပဲရှိတဲ့ဒရာမ9ရောက်6လောက်ရင်စားဆင်းမှာဖြစ်ပါတယ်ဒီဒရာမတွေများလုတ်တွေစရကြတယ်အသင်းလိုက်မဆင်းတာကြာပြီဒါပထမဆုံးပြန်ဆင်းတာအသင်းလိုက် training ဆင်းရင်တော့အခုညမှာ level ကန်နေတဲ့ကွန်းမှာပဲအမြဲတမ်းဆင်းတာအခုဒီမနေ့လဲအဲ့ level ကန်တဲ့ကွန်းမှာပဲဆင်းမှာဖြစ်ပါတယ်ဒီကွန်းဟိုးရင်ကလေးကလည်းညဘက်တွေပဲပွဲတွေလုပ်ပြီးအဲ့လိုမနက်ကနေညနေစီကွန်းအားတာများတယ်အဲ့လိုစနေတွင်းတွေပိတ်ရက်တွေရှိရဆိုရင်ဒါမနက်ပိုင်းနေညနေပိုင်းနေကွန်းငါးနေစတဲ့သူတွေပွဲကန်တဲ့သူတွေမရှိသလောက်ပဲညဘက်တွေကြမှာပဲကလေးတွေနေစင်တာတွေရောဒီပြိုင်ပွဲကျင်းပတာတွေလောက်တာများတယ်မနက်ကနေညနေထိဆိုအားတာများတယ်ဒီကွန်းနဲ့6ကန်training စပါတော့နော်စတီးပဲဘယ်ခေါက်ရှိလဲဒီပဲလားအားတော့ကြာလေဒီပဲကြာတယ်တောက်ပြေးဒီပဲလာပဲပါဒီကိုလေးလောက်တာတွေ့လားဟုတ်ဆဲနော်ဒီပဲလားဟုတ်ကဲ့နော်ညာနေဟုတ်ဟုတ်အားရနော်နောက်ကျတယ်ညာနာနောက်ကျတယ်နော်ဟုတ်ပြီလမ်းလျှောက်ပြန်နုလမ်းလျှောက်ပြန်ကြသူဆိုရင်းလားအားသိပန်တက်တဲ့အချိန်မှတည်းကလောင်းဘက်တချို့မကန်လည်းဘူးကန်တဲ့ချိန်မှာကျင့်ရတာနှစ်ချီတယ်နော်သူအဲ့လိုကျင့်မှလားလောင်းဘက်တို့အဲ့ရှိတယ်လို့မှန်လို့မန်နံပြောပြမတင်တော့ကိစ္စတချို့အတွက်ငင်းကစရာကောင်းအောင်ငါ့ကိုငါဟန်ဆောင်ပြီး